ဂျပန်လော်ရဲရတာဆိုတော့လေဥမာရပါမယ်ဒါလေးတကွင်းရထားပါတယ်ရှင်ဥတူယူပေးပါမြန်မာငွေ18000ကျပ်ပါရှင်ကဲကြောက်သားလေးပါလက်တိုင်းကကြတော့လေလက်တိုင်းမလုံးเนาะဒီမှာ adjust ရတယ်ကိုလိုချင်သလိုအတိုးလျှော်လုပ်လို့ရတယ်ကိုယ့်ရဲ့လက်တိုင်းလေးပေါ်မူတည်ပြီးတော့တိုးမလားကြက်မလားပေါ့เนาะဒါလေးရပါတယ်ကြောက်သားလေးပါဒါလေးဥတူယူပေးပါမြန်မာငွေ18000ကျပ်ပါရှင်အိုးလှလိုက်တာရှင်ဒါလေးကဂျပန်ပုံးထွက်ထေရထားတာပါဟေးလှတယ်ရှင်လက်တိုင်းမလို့เนาะ adjust ရပါတယ်သူကဘီလေးက PT color လေးနဲ့လာမယ်ပေါ့เนาะဒီလိုပုံစံလေးပါကြောက်ကလေးတွေပါရှင်မြန်မာငွေ19500ပါရှင်ကိုကလေအကိတ်ကြိုက်တဲ့မမကြီးတွေအတွက်ဆိုရင်လုံးဝ share တယ်အရင်လှတယ်ရှင်ဒီလိုလေးပါပုံစံလေးကဟိုတော်လာရရှင်ဒါလေးယူမယ်ဆိုရင် screenshot လေးရိုက်ပြီးတော့ Viber ကနေတစ်စက်မှာပေးပါအရင်ငွေချေပို့ပေးပါရရှင်ဖုန်းလေးတွေတော့ကင်ပေးပါနော်ဟဲလှလိုက်တာမမတို့ရဲ့ဒါလေးကအရှိ16လက်မရှိရေပေါ့နော်မြန်မာငွေ3200ပါရှင်ကြီးပုံစံလေးကဒီလိုလေးလာမယ်ကိုကအယောင်ဆက်ကလေးတွေသဘောကျနော် PT နဲ့ရွှေနဲ့ဂိုးနဲ့ဆက်ထားတဲ့အယောင်ဆက်ကလေးတွေသဘောကျရဲဆိုရင်ဒါလေးယူပါဆန်းဆန်းလေးမလေးအသားဖြူတဲ့သူဆိုရင်လှမှာပဲရှင်ဒါလေးရမ်းလှရရှင်အရှိလေးက16လက်မှာပါအရင်ငွေစီစနေနဲ့ပို့ပေးပါရရှင်လူချင်းနဲ့ဆိုရင် screenshot လေးရိုက်ပြီးတော့ Viber 3995553336ကနေတစ်စင်မာယူလို့ရပါတယ်ရှင်ရွာဘက်တွေတော့ပို့မပေးပါဘူးရုံးမှာလာယူနိုင်နေဆိုရင်2ရက်အတွင်းလာယူတော့မြေတာရက်ခတ်ပါရရှင်ဒီလိုလေးပါအရင်ငွေချေပို့ပေးပါရရှင်ဖုန်းလေးတော့ကင်ပေးပါဒါလေးက3မှတ်ဟန်ပါရှင်တချို့ကလေ3မှတ်ဟန်ဆိုရွှေစစ်လားလည်းထင်တယ်မဟုတ်ဘူးနော်အမြင်လိုင်းတွေကလာတဲ့ဖန်စီအမြင်လိုင်းတွေကလာတဲ့ရွှေစားထိုးလေးတွေပါရှင်ပေါ့နော်သူကရွှေလေးချိန်နဲ့ဆိုရင်ဘယ်လောက်လဲမမရေမီးလို့မလို့ပေါ့နော်ကျွန်မတခါလေးချိန်ပေးထားတာ3မှတ်ဟန်ရှိတယ်ခေါင်းစွပ်ကြိုးလေးပါအရှိက24လက်မှရှိပါမယ်ဂျိတ်ပုံစံကဒီလိုမျိုးနော်အနာအစားတက်ခက်ခက်ဒီထိတ်အနာတွေအစားတက်ခက်ခက်ကလေးရှိတယ်တကယ်ရွှေအစ်စ်ကလေးတိုင်းပဲရှင်ဒါလေးယူမယ်ဆိုရင်မြန်မာငွေ2200ကျပ်ပါရှင်3မှတ်အဟံမှာလူချင်းနေဆိုရင် screenshot လေးရိုက်ပြီးတော့ Viber ကနေတစ်စစ်မှာပေးပါရှင်ရွာဘက်တွေတော့ပို့မပေးဘူးပါဘူးအရင်ငွေချေစနစ်နဲ့ပို့ပေးပါတယ်ရှင်ရုံးကိုတော့လာယူနိုင်နေဆိုရင်တော့2ရက်အတွင်းတော့ယူပေးဖို့မြတ်တာရက်ခံပါတယ်ရှင်ဖန်စီကိုအမြင်တိုင်းလေးကဝစ်ချင်တယ်ကိုကပေါ့နော်အတွေးဝတ်ထားလို့မတူချင်ဘူးဆိုရင်ဒါလေးယူပါသူကဖန်စီအမြင်လိုင်းလေးကလာတာဖြစ်တဲ့အကျွမ်းကြောင့်မလို့ရွှေစစ်နဲ့တူတယ်ပေါ့နော်ဂျိတ်ပုံစံကအစပေါ့နော်ဒီမှာဗီဒီယိုမှာပြထားတဲ့အတိုင်းလုံးဝတာနာနာနဲ့လာမယ်သူကကြတော့လေတစ်ချက်အဟန်ရှိပါမယ်ရှင်အရှိကခေါင်းစွပ်ပါ24လက်မှရှိပါတယ်ရှင်မြန်မာငွေနဲ့ဆိုရင်16000ပဲပေးရပါမယ်ရှင်ပွဲသွားပွဲလာတွေဝတ်ဖို့အတွက်ကိုကရွှေရစားထိုးဝတ်ဖို့အတွက်ဆိုရင်အမြင်လိုင်းတွေကဒါလေးယူပါရှင့်16000ကျပ်ပါရှင့်လိုချင်တယ်ဆိုရင် screenshot လေးရိုက်ပြီးတော့ Viber ကနေတစ်စစ်မှာလို့ရပါတယ်ရှင့်အရင်ငွေချေစနစ်နဲ့ပို့ပေးပါတယ်ရွာဘက်တွေဆိုရင်ပို့မပေးပါဘူးရှင့်တစ်ချက်သားဒါလေးကကျတော့ဂျပန်ပုံးထွက်ရထားတာပါရှင်ဂျပန်ပုံးထွက်ရင်တိုး3ခုပါဒီမှာခွဲမရောင်းတော့ရှင်3ခုလုံးရောင်းလိုက်ပါတော့မယ်3ခုကိုမှ2000ခွဲကျပ်ပါရှင်လိုချင်နေဆိုရင် screenshot လေးရိုက်ပြီးတော့ Viber ကနေတစ်စစ်မှာပေးပါရှင်အရင်ငွေချေစနစ်နဲ့ပို့ပေးပါတယ်ရှင်ဒီလိုလေးတွေကဗီဒီယိုမှာမြင်တဲ့အရာအတိုင်းပဲပေါ့နော်အပြင်အရာအတိုင်းပါပဲရှင်တချို့ကအပြင်ပုံပြပါဆိုတော့လေအဲ့ဒါကြောင့်မလို့ဒါလေးရှင်းပြတာပါရှင်ကဲဒီ comment လေးကို reply လေးပြန်ပေးချင်ပါတယ်ရှင်လွေမိုးကျိုးကနှစ်စားရှိရပေါ့နော်အရှိရှိမယ်အတူရှိပါမယ်ရှင်အရှိကကြတော့ပေါ့နော်4000ခွဲချက်ပါမြန်မာငွေ4000ခွဲချက်ပါအတူကကြတော့မြန်မာငွေ4000ချက်ပါရှင်ဒီလိုလေးတော့ကွာပါမယ်ပေါ့နော်ဒါကျွန်မရှင်းပြီးတော့ပြထားတာပါအရှိကကြတော့ခေါင်းစွပ်ပေါ့နော်ခေါင်းစွပ်ဒါခေါင်းစွပ်ကိုလည်းတစ်ချက်တိုင်းပြမယ်ဒါလေးကအတူလေးက18လက်မှရှိတယ်ပေါ့နော်ခေါင်းစွပ်ကကြတော့အရှိက24လက်မှရှိပါမယ်ရှင်